ဆိုတော့ Zol Studios မှာအလုပ်လုပ်ရတာဘာကွာလဲဆိုတော့ကျွန်တော် Zol Studios နဲ့မဟုတ်ဘဲနဲ့အပြင်ကလူတွေနဲ့လုပ်တဲ့ဟာကိုကျွန်တော်နည်းနည်း compare ပြချင်တယ် right ကျွန်တော်ဒီမှာကျွန်တော် film school လဲသွားနေရဆိုတော့ကျွန်တော်တို့အပြင်မှာကျွန်တော်တို့ကိုယ့်ဘောက်ကို project တွေလုပ်လို့ရှိရင်ဘယ်လိုပြောမလဲဒီမျိုး freedom က preparation ကအလောက်မရှိဘူးဆိုတော့ကျွန်တော်တို့ဒီမျိုး passionate လုပ်တာ right ဒီ Zol Studios မှာအလုပ်လုပ်တဲ့ပုံစံကြတော့ strict ဖြစ်တယ် which means အဲ့လိုမျိုးpreparation အရင်များတယ်ပေါ့လေကျွန်တော်ကိုဘာလုပ်ချင်လဲဆိုတဲ့ဟာပေါ့ကျွန်တော်တို့က preparation time အရင်အချိန်ယူပြီးတော့မှကျွန်တော်တို့ကဒီလို client လိုချင်တာကိုတေချာ deliver လုပ်တာအများဆုံးကျွန်တော်တာဝန်ယူပြီးရိုက်ပေးရဆိုလို့ရှိရင်ဒီလိုမျိုးဒီလို concert shoot တွေအရင်များတယ်and then ဒီလိုမျိုး event coverage ရှိမယ်ဒီလို non profit ဟာရှိမယ်ပေါ့နော်ဒီလိုမျိုး photos and videos အဲ့လိုမျိုးဟာတွေအဓိကလုပ်တယ်ဒီ video လုပ်ကိုစလုပ်ချင်ဒီ video လုပ်ကိုစလုပ်တဲ့အချိန်မှာကျွန်တော်ဘာပုံမြင်လဲဆိုတော့ဒီလုပ်ကကျွန်တော်ရေရှည်လုပ်နိုင်တဲ့အလုပ်တစ်ခုဆိုပြီးတော့ကျွန်တော်စပြီးသတိထားမိလာရပါတော့။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တနေရာထဲမှာရှိနေလို့မရဘူး။ကျွန်တော်ရဲ့အလုပ်ကဒီလိုလားဒီကလုပ်ပြီးရင်ဒီလိုပဲပြန်သွားလိုက်ဆိုတာမျိုးမရှိနေဘူး။ Zol Studios နဲ့ဒီလိုမျိုးဒီလို event တွေဒီလိုမျိုးပွဲတွေအများကြီးရတယ်ဆိုတော့နေရာတွေအများကြီးရောက်နေတယ်။လူတွေအများကြီးနဲ့အများတန်းတွေ့ရတယ်။အဲ့ဒီကတစ်ခုကဘယ်လိုပြောရမလဲ။ကျွန်တော်ကြိုက်တဲ့အဲ့လိုမျိုးအတိတ်ပဲရှိတဲ့ဟာတစ်ခုလို့ကျွန်တော်ထင်တယ်။ဘာလို့လဲဆို you always growing like every day like every time အဲ့လိုမျိုးဒီလိုပြဿနာတစ်ခုကဒီလိုမျိုး format တစ်ခုတည်းနဲ့အဲ့လိုမျိုးကြိုပြီးစဉ်းစားလို့ဖြေရှင်းလို့မရဘူး။ဘာလို့လဲဆို you got to အဲ့လိုမျိုး think of all the ways that အဲ့လိုမျိုးဒီလို client ရဲ့ဟိုဖြစ်ဖို့အလုပ်တစ်ခု 100% အဲ့လိုမျိုး smooth ဖြစ်သွားဖို့အတွက်ကကျတော့အဲ့လိုမျိုး creative ဟို industry ထဲမှာရှိနေတဲ့ဟာတစ်ခုကကျွန်တော်ကြိုက်တယ်ဆိုတော့ကျွန်တော်ရဲ့ဒီလိုမျိုးဒီလို future အတွက်အလုပ်လုပ်မယ်ဆိုတဲ့အချိန်မှာလည်း okay ငါဒီအလုပ်ပဲအဆင်ပြေတယ် right ကျွန်တော်အခုဒီလိုမျိုးနေရတာဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီမှာပဲကျွန်တော်ဆက်ပြီးတော့ grow ဖြစ်ချင်တယ်ကျွန်တော်တင်ယူချင်နေတာအများကြီးရှိတယ်ကျွန်တော်ဆက်လုပ်ချင်တာကျွန်တော်ဆက်လုပ်ပြချင်တဲ့ဟာဒီမျိုးကိုယ့်ဘက်ကိုပြန်ပြီးတော့အဲ့လိုမျိုး proof လုပ်ချင်တဲ့ဟာကျွန်တော်ဒီမှာရောက်နေတဲ့အချိန်မှာအဲ့လိုဘာနောက်တော့မှအဲ့လိုမျိုးမရှိခဲ့ချင်ဘူး like I mean like I want to push my potential like to the fullest right so yeah that's my future like you know that's what motivating me right now like